လိမ့်မယ်လေ ကပ်တော့ရင်တော့မှကျွန်တော်မေးကြတယ်ဖုန်းနဲ့ပဲလုပ်တာလား laptop နဲ့လုပ်တာလားသူမေးကွာလုံးဝသူခေါ်မယ်ဆိုတော့ laptop နဲ့တူပဲခေါ်မှာကိုဖုန်းနဲ့ကျွမ်းနေတူပဲမရဘူး editing တွေကကောင်းတယ်ဒါပေမဲ့အကြောင်းနဲ့ဆိုင်တာလုံးဝမဆိုင်အဲ့ဒါက branding ကိုမကင်နိုင်တော့ဖြစ်သွားပြီ ဒီဆိုင်တွေက percentage ကောင်းတာဘာလုပ်တာတော့ကတ်နေပေးတာ percentage ကောင်းတာဟုတ်တာ ဟောပြောတာမင်းရဲ့ influencer က CapCut နဲ့ပဲ edit ဘာကြီးနဲ့ပဲ edit ဒါမပလိမ့်လို့ဟုတ်တယ်မလား content creator ဆိုတာမင်းကဘလို့နေတယ်နော်မဲ့လေလူဘကြီးမပြောက်တတ်တဲ့ influencer တော့မခေါ်နဲ့ဘူး branding ထိတယ်ပြောချင်တယ် influencer marketing ဆိုတာအဓိကလုံးရင်ထိရောက်တယ်မင်းဟိုဘက်မှာပဲနေမှာပါဒီနေ့ရှာကြနေမှာမရှိဘူးtesting မှာတော့ testing မှာအဲ့တော့ခါတဲ့ ဟာလာဟာလာ ကျွန်တော်နာမည်က Austin ဆိုတော့မြန်မာနာမည်ကတော့ထားအောင်ဝင်ပေါ့ဟိုဒဝိုင်းကိုရောက်တာဒဝိုင်းမို့ UAE ကိုရောက်တာတော့3နှစ်ကျော်4နှစ်ထဲမှာတော့ရောက်နေပြီဒီကိုရောက်ခတဲ့က content creator video editor videographer ဒါနဲ့ပဲတမွေဝန်ကြောင်လုပ်ပါတယ်အခုကတော့ second company မှာပေါ့ပထမ company က2နှစ်နဲ့9လလုပ်ပြီးတဲ့နောက်ပိုင်းအခုကတော့ဒါsecond company မှာလုပ်နေရတော့နည်းနည်းတော့ကြာပြီ10လလောက်တော့ရှိပြီဒါကတော့ agency ဖြစ်သွားအရင်ကတော့ accessory company မှာ content creator လုပ်တယ်အခုကတော့ agency မှာ client တွေရှိရပေါ့မညာပေါ့ကိုကလည်း content creator တော့လုပ်ပါတယ်ဒါပေမဲ့ဒီမှာဒီကဆရာကြီးလောက်တော့အောင်မြင်မှုတော့မရှိဘူးပေါ့လေ ဒီရစီနေတယ်ဆင်းလိုက် ဒီရစီနေရတယ်လို့ ဆင်းလိုက်တော့မကောင်းတယ် ပြောလိုက်စမှာငါစစ်တောင်းနေလို့ အဲ့ဒီဆင်းနေတယ်ချ ဆက်ကြရိုက်ကွာ ပြောနေမင်းနေ အဲ့ဒါကြောင့်ကျွန်တော်တို့က content creator လုပ်မရတာ အေးဟုတ်တယ်တို့ရ introvert တွေတို့ သူများကိုပဲလုပ်ပေးနေကိုယ့်ကိုလုပ် မလုပ်တတ်တော့ ကျွန်တော်တော့မဟာထုံးပါအေးအောင်လို့လည်းခေါ်ကြပါတယ်UAE ကိုရောက်တာ2နှစ်ကျော်တော့ရှိပါပြီresign လုပ်ထားပါတယ်စားရောက်ခနေကဘယ်လိုပြောမလဲအဲ့ဒီဘိုင်းနဲ့ပေါ်ရထားဆိုပေမဲ့ဒီရောက်တော့ဒီ videography နဲ့ content creation ဘိုင်းမှာပဲစလုပ်ဖြစ်တယ်ပေါ့နော်automotive industry မှာပါပဲvideographer editing content creator script writer အစုံတော့ role နဲ့လုပ်နေပါတယ်ဒါပေမဲ့အခုတော့ resign တင်ပြီးပါပြီအလုပ်တက်လည်းရနေပါပြီအလုပ်ဝင်ဖို့စောင့်နေပါဒါပါပဲ freelance လုပ်ပါတယ်ကျွန်တော်တို့ junior ဖြစ်ဆုံးကောင်းမြတ်ခန့်ခေါ်ချက်မှာခုလက်ရှိကတော့6လပဲရှိသေးပါတယ် UAE experience ကတော့ဒါပေမဲ့လည်းခုကတော့ second company ကိုရောက်နေပါပြီ second company ဆိုရင်လည်း senior ကတော့ဒီလိုပါပဲအစုံတော့ junior ဆိုရင်တော့ဒီလောက်ပေါ့အစုံတော့ကတော့လောက်မှာခုလက်ရှိကတော့ marketing agency မှာ videographer video editor graphic design ကုန်စုံတော့နဲ့လုပ်နေပါတယ်ခုလက်ရှိ channel creator page လဲ run နေပြီးတော့influencer content creator line ဘက်ကိုအဓိကထားပြီးတော့သွားနေပါတယ်အားလုံးတွေ့ရဝမ်းသာပါတယ် ဘလိမ့်မယ်လေ ဘာတွေ blame မှာတော့ blame တွေအများကြီး UAE က ပလိမ့်တွေအများကြီးပဲ ပလိမ့်တွေအများကြီးပါ အကြောင်းကိုရင်စပလိမ့် UAE က blogger တွေကိုဘလိမ့်မှာပါ အဲ့လို position live နိုင်ငံ live ပလိမ့်မှာလား position live ပလိမ့်မှာ ဒါတော့ UAE ကိုလည်းစပလိမ့်အောင်ပေါ့ UAE ကလူတွေဆို ဟောတခုရှိရတာ blame တယ်ဆိုတာဒါအပျော်သက်ပဲဘာမှဘယ်သူမှထိခိုက်လို့လည်းမရှိသလိုဘယ်သူမှလည်းရီမှန်းပြီးတော့ရီညွှန်းပြီးတော့ target လုပ်ပြီးတော့လည်းပြောတာမဟုတ်ဘူးကိုကပြင်းလို့လှုပ်ရှင်လို့ တော့တော့ပါ blame ချင်းလို့တမင်တဲ့ အ blame ရင်တိတဲ့အရင်တက်တဲ့သူပဲလည်းမဟုတ်ပါဘူးအတိုင်းပါပဲ ကိုကြီးထက်အများကြီးတက်တဲ့တည်တဲ့လူတွေအများကြီးရှိတယ် ပါတယ်ပြောထားပါ သူပြောထားတာ စိတ်နဲ့ဆဲလို့ရပါ free to say တိတိဆဲ ဘုံမှာတယောက်တစ်ခုဆဲသွားပြီပေါ့ 1 2 3 okay တို့များများလေးလာမေးကြရပေါ့မြန်မာနိုင်ငံသူတွေရောပြီးတော့ဒီဟာရှိတဲ့သူတွေရောဒီကျွန်တော်တို့လုပ်နေတဲ့ position နဲ့ပတ်သက်ပြီးတော့ဟိုပြောင်းလာခြင်းကြတယ်ဒီနိုင်ငံကိုပြောင်းလာခြင်းကြတယ်အခြား position ကနေဒီ position ကိုပြောင်းလာခြင်းကြတယ်အဲ့လိုမျိုးမျိုးပေါ့အဲ့ဆိုရင်ဘာကြီးလေ့လာရမလဲဘာကြီးပြင်ဆင်ရမလဲကျွန်တော်အဲ့နှစ်ခုအဓိကလာမေးကြတယ်အဲ့တော့ဘာအနေနဲ့ရောဘာကြီးပြင်ဖို့လိုလဲထင်တယ် ဘ
ဘာပြင်ဖို့လိုမဲ့ထင်လဲဆိုတော့အဓိကက video editing ပေါ့ video editing CapCut beginner ဆိုတော့ CapCut ကနေစတာအကောင်းဆုံးပဲCapCut ကနေတက် CapCut နဲ့လုပ်ရင်းနဲ့မှာ CapCut မှာလည်း tutorial အများကြီးရှိပါတယ် YouTube မှာကြည့်လိုက်ရင်ဘယ်လောက်မှလည်းမကြပါဘူးဟို effect လေးတုံးဒီ effect လေးတော့ကိုအဓိကကိုရဲ့ video engagement ရအောင်ဘာကြီးလုပ်ရမလဲဆိုတာအဲ့ဒါကိုလေ့လာပြီးတော့application တုံးတယ်ဆိုတာဒါ technical skill တခုပဲဒါ technical skill ကအချိန်မီတက်ဟိုဟာလုပ်လို့ရတယ်ဆိုတော့ technical skill တခုရှိရမယ်ဆိုတော့အဲ့ tools တွေတုံးတက်ရမယ်ပေါ့နောက်တစ်ခုကကြတော့ content creator ဆိုတော့ video ရိုက်တက်ရမယ်ပေါ့ဘယ်လို angle တွေဘယ်လိုရှိလဲဘာညာပေါ့နောက်တစ်ခုကကြတော့ဒီက content creator မှာနောက်တစ်ခုကဘာလုပ်လဲဆိုတော့ storytelling လုပ်တာ storytelling ဘယ်လိုပြောမလဲပေါ့ hook ကဘယ်လိုရှိမလဲနောက်ပြီးတော့လူတွေစိတ်ဝင်စားတဲ့ topic ကဘာတွေရှိမလဲ topic ဆိုတာလည်းဟိုဘာလဲ typical Dubai influencer တွေလို့ဆိုတော့ဘာလဲ public မှာသူတို့ရဲ့ရွှေခွင်းကြီး laptop ကြီးထားပြီးတော့သူတို့ဆိုအပြင်မှာ character တောက်တလားပါလားပြီးရင် minute 10လောက်နေတော့Dubai ဘယ်လောက် safe ဖြစ်လဲဆိုတဲ့ဟာကြီးအဲ့လိုမျိုးလောက်တာတဲ့ဆိုလို့ရှိရင်ကိုကနေကိုအောင်ကျူနေတဲ့ကိုက content create လုပ်ပြီးတော့ hawk တွေ storytelling တွေထည့်ပြီးတော့ပြောတာပို့ပြီးတော့ကောင်းပါတယ်ပေါ့အဓိကတော့ storytelling လေးလာအဲ့ video တစ်ခုမှာဘာတွေ blue structure တွေပါလဲဆိုတာလေးလာတာရမယ်နောက်ပြီးလို့ရှိရင် technical tools တွေသိရမယ်နောက်တစ်ခုကအရေးကြီးဆုံးကကြတော့ content creator တယောက်က portfolio မရှိမဖြစ်လိုရတယ် portfolio တိဆောက်ရမယ်ဟိုကကဲလို့အခုမှစလုပ်တဲ့ portfolio မရှိသေးဘူးဆိုလို့ရှိရင် free တွေလိုက်လုပ်ပေးပါကိုယ်ထဲမှာ video free လိုက်လုပ်ပေးရဆိုလို့ရှိရင်မြန်မာကြီးအရင်သဘောကျတယ်အဲ့ဒါတော့ဒါပြောတော့ပါဦးလိုက်ပါတော့ free လိုက်လုပ်ပေးဒီလိုက်လုပ်ပေးနေကိုက video တွေ like စုပြီးတော့ portfolio ဆောက်ပြီးတော့လှုပ်ရှားလို့ရပါတယ်ပေါ့။ရိုင်းတော့မလွယ်ဘူးဒါပေမဲ့ချိန်တော့ပေးတော့တခုဖြစ်လာပါပါ။ပြီးတော့တချို့ digital marketing ဆို position မကွဲကြဘူး။ဘာလဲ digital marketing ကြီးအကြီးပဲ။တကယ်တော့ digital marketing ကြီးကဒါ general term တစ်ခုပါဒီမှာအဲ့မှာကွဲသေးရကိုကဒီ social media specialist လုံးမှာလား video content creator ဆိုရင်တော့အဆုံးသုံးနေပါဖြစ်သွားပြီ social media specialist လုံးမှာလားဒီမှာအဲ့လိုမျိုး ads တွေ campaign တွေအဲ့လိုမျိုး specialist လုံးမှာလားဒါမှမဟုတ်ဒီမလား video editing ဒီပေါ့ဒီ content creation ဘိုင်းကိုလုပ်ချင်တာလားအဲ့လိုမျိုးကွဲသေးရကွာဒီ marketing မှာလည်းကွဲသေးရအဲ့တော့ကိုတချို့ခါတွေကတော့အဆုံးတော့ခိုင်းတာပေါ့ကွာပြောမလား beginner အနေနဲ့စမယ်ဆိုအကုန် အဆုံးတော့ဒီကတော့တီးဖို့လို့တယ်ဒီကဟိုဆက်ဒီဆက်အကုန်တီးထားဖို့အရေးကြီးရပါ အရေးကြီးရဟုတ်တယ်ကိုကခုမှ beginner ရှိသေးတယ်ဒါကြီးတစ်ခုပဲလုပ်မယ်ဆိုရင်တော့ window ကလွယ်အောင်မဟုတ်ဘူးကိုဟိုဆက်ဒီဆက်နဲ့လုပ်ပြီးတော့မှ experience တစ်နှစ်နှစ်နှစ်ပြီးတော့မှကိုသွားခြင်း line တစ် line နဲ့ UTV ရေးသွားလိုက်လို့ရပါပြီကွာအလုပ်စားလုပ်ခဲ့တော့လည်းအဆုံးတော့ပဲလေဟုတ်တယ် post တင်တာဘာညာအစား script writing အစားအကုန်လုံးငါတို့ပဲအကုန်လုပ်ခဲ့ရတာပဲအဲ့လိုအဲ့ရနေမှာအခုကြာမှနည်းနည်းတက်စီလေးဖြစ်သွားတာကွာဟိုလာပေးရဟာကိုလေးကရိုက်တယ်မလားအဲ့လိုမျိုးလေးလောက်ရုံပဲဖြစ်သွားတာဟို special နှစ်ကြာလာလေကိုလောရပန်နေတယ်ဒါပေမဲ့ကိုကပို့ပြီးတော့ level မြင့်ပြီးတော့လောက်ရပေါ့ဟိုပြန်လောက်ရမှာမဟုတ်ဘဲနဲ့ဟိုမှာ videography mind ပဲသွားမယ်ဆိုရင် videography mind ကို share လုပ်ရအောင်ဟိုမှာဆိုရင်ဟိုဆက်ဒီဆက်ညပြီးလုပ်လို့ရတယ်ပေါ့ဒီ beginner ဘိုင်းမှာဆိုရင်တော့ညလောက်ရလောက်ရတာပဲအဲ့ဒါမှလည်းတိုးလို့ပေါအောင်ပါတန်းကိုတခုလည်းပဲတီးပြီးတော့ဒါကိုပဲတိုးမယ်ဆိုရင်လည်းအလုပ်ရဖို့လည်းမလွယ်ပြန်အောင်ဟုတ်တယ်နောက်တစ်ခုက AI content creation မှာ AI ကတော်တော်ကြီးနေရာယူတာပဲအခုအလုပ်အသစ်တွေလိုက်ရှောက်တော့တောင် interview တွေမှာဆို AI ကိုမေးတယ် AI ကိုမင်းသုံးတက်လားမင်း AI သုံးတက်တဲ့လူထဲမှာဆိုလို့ရှိရင်မင်းကဒီမှာဘယ် level လောက်လဲ AI ကိုဘာ AI နဲ့သုံးပြီးတော့ဘာအတွက်သုံးတာလဲအဲ့ဒါကိုမေးတယ်မိကုံ3-4ခုစာလောက်မေးတယ်ဖြေခဲ့ရတယ်ကျွန်တော်အခုအလုပ်ရသွားတဲ့ဟာမှာလည်းမေးတယ်အလုပ်ရတဲ့ဟာမှာလည်းကျွန်တော်ကိုမေးတယ်မင်း AI မှာဆိုမင်းကိုမင်းအစင်ဘယ်လောက်တက်မှတ်မလဲအဲ့ဒါလေးမေးတာနည်းတော့ကြောင်သွားဟာတခါမှအမေးမခံရဘူးအဲ့လိုမေးမျိုးမင်းကိုမင်းနဲ့ AI သုံးတဲ့သူတယောက်အနေနဲ့ကွာမင်းကိုမင်းဘယ် level မှာရှိလဲတဲ့ဒီလားအဲ့လိုမျိုးမေးတာမတူဆိုင်ဘူးလားအဲ့လိုမျိုးမေးခံရမယ်လို့အဲ့လိုမျိုးမေးတော့တို့ကတော့တခါမှမမေးခံဘူးကျွန်တော်မေးတယ်အဲ့တော့မေးတော့ငါသုံးတယ်လို့
ဘာလို့ဆိုငါတို့ trend ကိုလိုက်ရမယ်ပေါ့ကွာငါသုံးတယ်ပွင့်ခဲနဲ့ငါသုံးတယ်ငါ secret writing အတွက်လည်း cloud နဲ့ ChatGPT တခါလေး Gemini ငါသုံးတယ်ငါ video editing မှာဆိုလို့ရှိရင်လည်း short transition တွေပါတယ်သုံးဖို့ H3 တို့ဘာလို့သုံးတယ်တမန်အဲ့လိုမျိုးနဲ့ပေါ့တော့ပြောရတာပေါ့ကွာလို့ရှိရင်အဲ့လို as analysis တွေပါတယ်တမန်အဲ့လိုလုပ်ဖို့အတွက်လို့တခုရှိရ Manex လားဘာလားမသိဘူးဒီလားကိုယ့်ရဲ့ company data တွေရဲ့ဒီ social media platform တွေကိုစာ analysis လုပ်လို့ရတယ်ဘာညာပေါ့ကွာအဲ့လိုမျိုးတွေနည်းနည်းပြောခဲ့ရတယ်အဲ့လိုမျိုးမျိုးအဲ့လိုဦးနောက်ပိုင်းကနော် AI လို့အခု AI နဲ့ video ထုတ်တိုင်အောင်မှနည်းနည်းကိုကပို့ပြီးတော့အလေးပေးခံရဟိုကျွန်တော်အခုဟိုမှာဆိုရင်ငါ AI နဲ့ video generate လုပ်တတ်ပြီးတော့ထည့်တတ်တယ်ဆိုသူကပို့သဘောကျရပါအဲ့လိုမျိုးရှိသေးတယ်အဲ့ scale ပါကိုကတိထားလို့ရှိရင်တော့ပို့ဘယ်လိုပြောလောက်ရဖို့ပို့ chance များတယ်ပေါ့ဒါတွေ interview မှာထည့်ပြောတတ်ရင်တော့ပို့ပြီးတော့လောက်ရဖို့ခွင့်ရများပြီးတော့ဒီကြီးတော့ကမြန်မာနိုင်ငံကလာမယ်ဆိုတော့အင်္ဂလိပ်စာအဲ့ဒါတော့တော့မဖြစ်မနေ content creator တွေအင်္ဂလိပ်စာမဖြစ်မနေဘူးဆိုတော့အများကြီးပြောတာဟုတ် client နဲ့လည်းပြောရတယ်ဟိုကနေလည်းပြောရတယ်အကုန်လုံးနဲ့ပြောနေတာ conversation level ကတော့ဒီတော့ရှိရမှာပါလေပြီးတော့ဟိုဟာရှိသေးတယ်ချွတ်လွှေရှိသေးတယ်ငါ AI မသုံးကွာငါအုံကျွန်းငါကိုအဲ့ဒါအဲ့ဒါရမဟုတ်သေးဘူးကွာ training တော့ like တော့ like train တော့နောက်တော့ like တော့ like ရမှာငါလည်း AI နေလွန်ခဲ့တဲ့3 လလောက်စီတော့အဲ့လိုမျိုးတွေးဦးတယ်ဟဲ့ငါ AI မသုံးငါအုံကျွန်းရေးတာအဲ့လို AI ဟိုကကျွန်မလား AI ကပေးတဲ့ secret ကြီးကိုတော့ auto ကူးမချနဲ့ပေါ့ကွာတိတာငါတို့ဆို video တစ်ပုတ်ကြည့်လိုက်တယ် secret ကြီးရေးထားတယ်အဲ့သူတို့ပြောတဲ့ secret ပေါ့ကွာ AI နဲ့ရေးထားလားဘာလားဆိုတော့တိတာကွာလုံးနေတဲ့သူတွေဆိုတိတာအရင်တိတာနော်အင်္ဂလိပ်လိုဆိုပိုတိတာမြန်မာလိုကထားအောင်အင်္ဂလိပ်လိုဆိုအရင်ပိုတိတာဟိုငါတို့ realize မှာပြောနေတဲ့ဒီ conversational language တွေမဟုတ်တော့သူတို့ပြောတဲ့ဟာတွေက phrase တွေဖြစ်သွားတာကွာအပြက်တွေအရင်တိတာဒီခုနောက်ပိုင်းလုပ်ငန်းလောက Trump ရဲ့ဟိုဟာဆိုရင်ပေါ့လုပ်ငန်းရှင်ဆိုရင်ပေါ့ဟိုကို boss ဆိုရင်လည်းအဲ့လိုမျိုးကွာလောက AI သုံးခိုင်းတယ်ကွာလောက AI idea generate လုပ်မရ AI စီက generate လုပ်ပြီးတော့လောက direct ကူးခိုင်းတာမဟုတ်ကွာ AI စီက reference ယူပြီးတော့အဲ့လိုကိုလောက်ခိုင်းတာရှိရကွာလော AI ကတော့ခုနောက်ပိုင်းသုံးရမယ့်ထဲမှာပါလာပြီကွာ video generate လုပ်တာရော AI နဲ့ထုတ်တတ်အောင်လုပ်တတ်အဲ့ဒါလည်းရည်ကြည့်ရောခုမှစပြီးတော့လုပ်မယ်ဆိုရင်ဒီဟာတွေလည်းအကုန်နှံ့အောင်တော့လုပ်ထားမှာလောက professional မဟုတ်ရင်တော့မှ basic လောက်ကတော့စပြီးတော့ဟိုဆက်ဒီဆက်ကအကုန်လုံးတက်မှအောင်ရမှာကိုက beginner အနေနဲ့စမယ်ဆိုရင်ကိုတော့ပြီးဈေးကင်လို့မရဘူးကွာနာကဒါပဲလုပ်တတ်တာဆိုပြီးတော့အဲ့လိုတော့သွားလုပ်လို့မရတော့ကို beginner အနေနဲ့ဆိုရင်တော့ဟိုဆက်ဒီဆက်အကုန်လုံးတက်မှပဲသူတို့ကထည့်မှာပဲလောက်ခံမှာအဲ့တော့ဘာတွေပြင်ဆင်ရမလဲဆိုရင်ဘယ် line သွားမလဲသိအောင်အရင်လုပ်ပေါ့ပြောချင်တာနော်ကိုက content creator content creator ဆိုတော့အရင်ဟို professional မို့အရင် technical မဆန်တော့ဘူးပေါ့ကင်မရာ setting နေနားလဲရမယ်တော့ပြီးရင် scene ရဲ့ structure နားလဲရမယ်တော့ပြီး lighting structure နားလဲရမယ်ဒါတွေကကို videography ဘိုင်းသွားတဲ့ဆိုတော့မှဒါ technical skill ရလို့တာ content creation ဆိုရင်တော့ story ဘိုင်းနားလဲရမယ် AI နားလဲရမယ်video editing အခြေခံသိရမယ်special effect တွေမလိုသေးဘူးပါ subtitle ထိုးတက်ရမယ် subtitle လှလှပပထိုးတက်ရမယ် hook တည်ရမယ်ဒါပါပဲ AI တုံးတက်ပြီးတော့editing ဒီကလုပ်မယ်ဆိုရင်အဲ့လို trend ဖြစ်နေတဲ့ edit ကိုက လိုက်နိုင်မှာရမှာပေါ့လောကကိုဟိုမှာ subtitle တောင်မှခု trend ဖြစ်နေတဲ့ edit style တိုင်းလိုက်ပြီးတော့ထိုးတက်ရင်ပို့စီပြီပေါ့လောက trend ဖြစ်တာဘယ်လိုပုံလဲ trend လည်းအများနဲ့ပြောင်းတော့ကွာလောကလားတစ်နှစ်နဲ့တစ်နှစ်ကိုမဟုတ်လားနဲ့လားပုံမှုတည်ပြီးတော့ပြောင်းသွားဒီလိုပုံဖြစ်နေကွာအကုန်လုံးကလည်းဒီကတခု trend ဖြစ်သွားလို့ရှိရင်အကုန်လုံးကလည်းဒီ trend တိုင်းသွားကြရကွာအဲကြောင့်လည်းကိုယ်ရလည်းအဲ့ trend တိုင်းလိုက်နိုင်မှာအဲ့လိုပဲဒီ international အဆင့်မှီတယ်လို့ဖြစ်သွားကွာတော့သူတို့ကလည်းဒီဟာကို standard ဒီလိုပုံစံ standard ထားလိုက်လို့ရှိရင်ပေါ့ကိုယ်ကလည်းအဲ့ဒါကိုဘယ်လိုလုပ်ဆိုပြီးအဲ့လိုမျိုးဟာလည်းလိုက်ပြီးတော့ကြည့်အောင်လို့ကွာလေ trend တိုင်းမလိုက်တာမြန်မာရွေးရှိတယ်အဲ့လိုဘလိန်လိုက်အောင်လိုက်ဘူး trend တိုင်းမလိုက်ဘူးကြည့်ရပါလုံးကကောင်းပါအဓိက flipping back မှာ trend လုံးဝ editor တော့ new feed မှာ flipping back က editor တက်လာတယ်။လုံးဝသူတို့ဆိုလေ internet trend မှီအောင်လုံးဝလိုက်တယ်ကွာ subtitle ထိုးတာတို့လုံးဝ edit style တို့ပါအောင်ဆိုလုံးဝ international လုံးဝ standard မှီအောင်သူတို့လိုက်ပြီးတော့ trend တိုင်းလိုက်တယ်ကွာအဲ့လိုမျိုးဖြစ်စေတယ်တော့မြန်မာနိုင်ငံအတူတွေဆိုရယ်နောက်တစ်ခုကကို့မှာဒီဖုန်းရှိရမယ်ဒီ device ရှိရမယ်ဒီ laptop ကဒီလို specification ရှိရမယ်အဲ့လိုမျိုးမတတ်မှတ်လိုက်နေမှာကိုစလုပ်မယ်ဆိုလို့ရှိရင်ဖုန်းတစ်လုံး
ရှိရင်လောဆယ်အဆင်ပြေဒီလို AI ခက်ကြီးမှာဖုန်းတစ်လုံးနဲ့ CapCut နဲ့စားလုပ်တယ်ဆိုရင်တော့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်လောက်ထိအဆင်ပြေတယ်ပေါ့နောက်ပိုင်းကျရင်ကိုယ့်ကိုစုပြီးတော့ကိုယ့်ကို advance လုပ်မယ်ဆိုလဲလုပ်ပေါ့ဒါကတော့ကိုယ်သွားခြင်းနဲ့ line ပေါ်မူတည်ရပေါ့ တို့ဆိုလည်းစရဖုန်းနဲ့စပြီးလုပ်ခဲ့ရတယ်ကြီးပဲ ပဲ ဖုန်းနဲ့စလုပ်ပြီးမှ laptop တစ်ဆင့်တက်အဲ့လိုပဲဒါပေမဲ့ professional အဆင့်ထိဆိုရင်တော့တခုနဲ့တော့မရဘူးဖုန်းနဲ့ပဲနဲ့မရဘူးကိုယ်မြန် level တော့တက်ကိုတက်နေမှာရမယ်ဒီတခုထဲမှာကျွမ်းနေလို့မရဘူးဒီဖုန်းနဲ့ပဲကျွမ်းနေလေအဲ့လိုကတိုးမွေကွာဖုန်းနဲ့ကျွမ်းနေရတယ်တို့မှတိုးမွေအဲ့လိုက CapCut တော့ရင်တော့မှကျွန်တော်မေးကြတယ်ဖုန်းနဲ့ပဲလုပ်တာလား laptop နဲ့လုပ်တာလားလို့မေးကွာလုံးဝတိုးခေါ်မယ်တော့ laptop နဲ့တူပဲခေါ်မှာကွာကိုဖုန်းနဲ့ကျွမ်းနေလို့မရဘူး ဖုန်းနဲ့လုံးလို့နှာခေါင်းရှုပ်ခံရတာရှိသေးတယ် ဟုတ်တော့ ကိုကဖုန်းနဲ့တော့အရင်ဆုံးအဲ့လို laptop ရှာနိုင်တဲ့ဒီရှာလိုက်ကွာဖုန်းနဲ့လုပ်ပြီးတော့မှ laptop ကိုအဆင်မြင့်ပြီးတော့အဲ့ဒါဆိုရင်တေချာပေါက် laptop နဲ့လုပ်နိုင်သွားရင်ကိုယ့်ရဲ့ဘယ်လို income ကလုံးဝနှစ်ဆဖြစ်သွားမှာကွာဖုန်းနဲ့လုပ်တာအစား အဲ့ဒါ laptop ကို invest လုပ်တာလေတော့စကေးကလည်း laptop စကေးဖြစ်သွားပြီ အဲ့တော့ဘာတွေပြင်ဆင်ရမလဲဆိုရင်စုံတော့ပေါ့ဟိုတနေ့ဒီနေ့ပေါ့ ငိမ့်ကို limit မလုပ်လိုက်နဲ့ဒီလောက်နဲ့စလို့ရတယ်ဒါနဲ့လုပ်ဒါပေမဲ့ CapCut ကတော့ premium လောက်တော့ဝယ်ပါတော့မှမရှိဘူး5000 6000ပေါ့တစ်လပါ ဝါတာမိုက်ကြီးနဲ့တော့မလုံးနဲ့ပေါ့ကွာပြောချင်တာအော်တိုလေးပါလေးဖြောက်ပေါ့ဝါတာ လုံးမယ်ဆိုရင်လည်းကိုမတက်နိုင်ဘူးဆိုလို့ရှိရင်လည်းလုံးကွာဒါပေမဲ့ဟို တက်နိုင်တဲ့ချိန်ကျရင်တော့ဝယ် ဖြောက်လို့ရရင်နီးလန်း ရှိပါတယ် crop လုံးရင်လည်းလောက်အဲ့ video ကြီး ဟုတ်တယ်မလား တော င်းငိမ့်ငိမ့်နဲ့သုံးပေါ့ကွာဟုတ်တယ်မလားဘလားပြီး logo တက်လိုက် အဲ့လေ over လေးထက် over လေးကိုဘလားအဲ့ဒါကို logo တင်လိုက် ဒါပဲ max လောက် max can out logo တက်ဟောထားပါငါတို့ကတော့ပြပြောင်းသွားပြီလိမ့်တာဖြစ်သွားပြီ CapCut logo လေးတော့ဖြောက်ပေါ့ဒါပါပဲ နံပါတ်1 CapCut logo ဖြောင်းအောင် အဲ့ဒါအရင်လောက်တာ အဲ့ဒါရင်လောက်တအောင်တင်ပါ tutorial အဲ့ကစကြည့်ပါ ဟိုကက်ကက် ဆက်စရာကြီးနော် ကက်ကက်လုပ်နေဆိုတော့ဘယ်လိုပြောမှာပါအဲ့လို professional မဟုတ်ဘူးဆိုရင်နိုးဒီကနာအချင်းတောင်မှကွာအထင်သေးရကွာအဲ့လိုကက်ကက် logo နဲ့ဆိုရင် ဟုတ်တယ် CapCut မသုံးလို့ရတာမဟုတ်သုံးလို့ရတယ်ဒါပေမဲ့အစင်တန်းမိအောင်လုပ် အဲ့ငါဆရာကြီးဖြစ်နေပြီ စိတ်ကတော့ ဝါမလီဝဲခံပါလို့ဆက်ကြပါ ဘာပြင်ဆင်ရမလဲဆိုတော့အရင် high expectation မထားနဲ့ဟုတ်တယ်မလားဆောင်းကျန်းထော်နေမှဒီမှာလုပ်လို့ရအောင် ဟုတ်လို့ပါ စလာတော့ဘာမှမသိခဲ့ဘူးအမှန်တိုင်းပြောပြတော့ဒီရောက်တော့တင်ရှာမြင်ရှာကြားစရာ ဒီမှာလည်းအဲ့လိုဘာမှမသိတဲ့သူဥတီထားပြီးတော့ခေါ်ရတူလည်းရှိပါတကယ်လာလာကိုကအဲ့ဘာမှမသိတဲ့လာလာနဲ့ရောအရင်စရအောင် စပါပေါ့အဲ့ဒါနေတော့စအောင်အမှ editing အချိန်တည်တယ် raw flow တည်တယ်ဆိုရင်ရ ဘယ်လိုကိုရဲ့လာလာမြင်နိုင်တဲ့နှုံးကလည်းမြန်တယ်ကွာဒီဟာမှာ အဲ့ဟုတ်တယ်ဟုတ်တယ် ကို station ရှိတယ်ကွာလောက2ဆ3ဆလည်းတိုးရင်တိုးသွားနိုင်တာပဲကွာဒါအလုပ်ပြီးတော့ ဒါလည်းကုမ္ပဏီမှာမူတည်တည်တယ် ကုမ္ပဏီမှာမူတည် ကိုကဘယ်လောက်လုပ်ပြသူကမတင်ပေးရင်ကိုလုပ်တာပဲရှိ အဲ့ဒါထွက် ဟို ပေါ့ အလီကအဲ့လိုပေါ့ကိုဒီကုမ္ပဏီမှာ skill ပြပြီးတော့နောက်ကုမ္ပဏီကိုအဲ့လိုကိုပူကောင်းတဲ့ကုမ္ပဏီကိုဒီ skill ပြပြီးတော့အဲ့လိုမျိုးတိုးလို့ပဲရတာပေါ့ဒီကကို skill ဒီကုမ္ပဏီလုံးထွက်ပြီးတော့နောက်ကုမ္ပဏီပြောင်းတာလာပို့နှစ်ဆဖြစ်ဖို့က ပိုတေးကြ တေးကြတော့မယ်ဒီမှာအဲ့လိုမျိုးကုမ္ပဏီတစ်ခုကကို skill ပြပြီးတော့တစ်နှစ်အတွင်းနှစ်ဆပေးရဘလို့မှရှားတယ်တော့ကိုက exceptional ကြီးဖြစ်နေမှာ အဲ့လိုဖြစ်နေမှာပဲဖြစ်နိုင်တယ် ဒါမဲ့ခုံကူးဆိုရင်လည်းနှစ်လလောက်နဲ့တော့ခုံကူးတယ်ဟုတ်တယ်မလားနောက်လူလည်းကြည်ပေါ့ အဲ့ဒါတော့တစ်နေ့လောက်လုပ်ပေါ့ နောက်လူလည်းကြည်ပေါ့ဟုတ်မလားကိုယ့်ကိုနှစ်လလောက်လုပ်ပြီးထွက်ပြီးတော့မှနောက်လူတွေတော့အိုးမဲလိုက်တုံးတယ်ပေါ့ မာရီမခန့်တော့ဘူး မာရီ ကြောက်ဘူးလားနှစ်ခါသုံးခါကြောက်ပဲပြောပြပါပြီရှေ့ပိုင်းမှာအဲ့လိုမျိုးတော့မလုပ်ကြနဲ့ပေါ့ဗျာ မလုပ်ပါနဲ့လို့နော် ဘာပြင်ဆင်ရမလဲဆိုရင် topic ကိုပြန်သွားပါမယ် လဲငါ၄ယောက်ရှိတယ်ငါကြည့်နေတာ ဘာပြင်ဆင်ရမလဲဆိုရင် editing အဓိက editing editing storytelling storytelling ဆိုမြန်မာမှာလေကျွန်တော်သဘောကျတာရှိရဟိုလေ fancy ဟိုဟာလေးရောင်းတာလေ lemonade that's my favorite lemonade ရဲ့ storytelling ကမြန်မာပြည်မှာ
မိုက်တယ်ပါတယ်နော်သိလား top tier သူဆိုကပ်ကွက်ပဲပုံတာဒါ မှန်တိုင်းပြောတာ အမှန်တိုင်းပြောတာကပ်သုံးတယ်ဒါပေမဲ့သူ့ရဲ့ story telling ဆောင်းကောင်းတယ်သူ တော့ကြည့် D1 နေစတယ် idea တွေလည်းမိုက်တယ်နော် idea တွေလည်းမိုက်တယ် story telling တွေလည်းမိုက်တယ် script တွေကဆက်မိုက်တယ် တခုရှိရသူ့လိုဆိုင်ရှိရမယ်လို့တော့မဟုတ်ဘူး သူ့လိုဆိုင်ရေးရှိရမယ်ပြောချင်တာမဟုတ်ဘူး အဲ့ဒါလည်းလာအောင်မယ်တော့ကြသူ့လိုသွားကြည့်စငါသူ့လိုဆိုင်မှမရှိရဆိုရင်တော့တေးလိုက်တော့အဲ့ဒါ story telling ရဲ့ power ပဲအဲ့ဒီဘာကြီးပြင်ပြရမလဲဆို story telling ပဲကွာသိလား story telling ကိုယ့်ရဲ့ idea ကြီးကအရင်ဒီမလား unique ဖြစ်နေ creative ကြီးအရင်ဖြစ်နေကြမလို့ဒါပေမဲ့ story telling ကိုနားလည်ရတယ်လူတွေက story telling ကိုအရင်သဘောကျတယ် ဘုံနောက်ပိုင်းမှာဟိုလို flashy edit တွေကြီးပဲမဟုတ်တော့ဘူး အခုဟိုနောက်လုံနေရတဲ့အလုပ်တွေဆို flashy edit ကိုသူတို့မလိုချင်ဘူးအဓိက story telling ကောင်းတယ် premium edition နဲ့အဲ့ဒါဆိုရတယ် ဟုတ်တယ် content လမ်းမလေးကိုဆောင်းရမ်းကြိုက်တယ်အဲ့ဒါတော့တကယ်မှန် အဲ့ဒါတကယ်မိုက်တယ်နော် ဒီဝမ်းကနေသူစလိုက်တာအိုးတကယ်ကောင်းတာ မိုက်တယ်ဘာဒီမှာဘာ agency ဘာမှမလုပ် မလို့ အဲ့ဒါလေသူ့ရဲ့ဟို skill တစ်ခုပဲကွာမိုက်တယ်နော် ပါရမီပါရမလို့ဒါကြီးอ่ะဒါ develop လူတိုင်းလုံနိုင်တယ် လူတိုင်းလုံနိုင်တယ် မင်းကထူးချွန်တဲ့ပါမီမလို့ဒါပေမဲ့သဘောတရားကိုနားလည်အောင်လုပ် social media ဟိုနားလေရလွယ်ပါတယ်ပြောနေတာနားလေရလွယ် တုံးတာကွာဒါကြီးနေတိုင်းလူတိုင်းမြင်ကိုမြင်တဲ့ဟာတိုင်းကဒီဟာကြီးကြည့်ရကွာ ဒါပေမဲ့အဲ့ဟာကိုနောက်မှတက်မလားကျွန်တော်နောက်ပိုင်းဟိုဘလို့ကျွန်တော် landing လုပ်ခဲ့လဲပြောပြမယ်ဘလို့ landing လုပ်ခဲ့လဲဆိုဟို trend ဟိုဘယ်လိုပြောမလဲ viral shot တစ်ခုတွေ့တယ်ကွာအဲ့ဆိုကျွန်တော်ကြည့်လိုက်တယ်သူတို့ဘာလို့ငါဒါကြီးကိုကြည့်မိနေရလဲသိမလားတချို့ဘူးရိုးဆိုကိုမသိလိုက်ဘူးကွာ ဟုတ်တယ် အဲ့ lemonade တို့တခြားရရှိပါသေးတယ်အဲ့လိုကိုမသိလိုက်ဘူးဒါပေမဲ့သူတို့စကားပြောရဲ့နောက်ကိုပါသွားတာသိလားပါသွားတာမျောပါသွားတာနားထောင်မိနေကြည့်မိအဲ့ဒါကိုနားလဲအောင်လုပ်ပြီးတော့ကိုလုံးမဲ့ဗီဒီယိုကိုလုံးမဲ့ content ကြရင်ပြန်ပြီး apply လုပ်အဲ့ဒါကိုပြောချင်အဲ့ဒါမိုက်တယ် ဗီဒီယိုဒီတိုင်းမကြည့်နဲ့ကွာဒါကဘာလို့ဒီလိုလောက်ထားလဲတရားဘယ်နာပါဘယ်လိုလုပ်လို့ငါဒါကြည့်မိတော့အဲ့လိုမျိုးလေးစိတ်တတိပြထားပြီးကြည့်ရင် တတိထားအဲ့မှာ psychology ပဲအဲ့ဒါပါကွာအဲ့ဒါအရင်နည်းနည်းသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါကြီးတွေနားလဲဖို့မလိုအဓိက story တယ်လေ အများကြည့် ဒါ content creation ဘိုင်းကိုပြောနေတာခုနက CapCut တွေ Adobe တွေကကြာ videography ဘိုင်းဒါ videography ဘိုင်း content creator လုပ်ဖို့အဲ့ဟာကြီးတွေအရင်မလိုသေးဘူးဒါပေမဲ့ lemonade ကိုအတူယူ content creation first rule က consume တချို့ content တွေကကြာ editing နဲ့ဖောက်တာ editing ကိုစောင်းလမ်းပြန်နေအောင်လုပ်ပြီးတော့လေကြည့်အောင်လုပ်တာကွာအဲ့ဒါကြာ editing ဘိုင်းပဲဒါပေမဲ့ story telling တို့ကိုယ့်ရဲ့ idea တို့ကောင်းရင် editing ကအရင်မလိုဘူး နောက်တစ်ခုရှိသေးတယ်ဗီဒီယိုမှာကိုကရောင်းကျင်တာလား engagement လိုချင်တာလား ရောင်းကျင်တာဆိုရင် story telling အောင်သွားများကျင်တာကြည့်ကျင်တာ engagement များကျင်တာဆိုရင် editing လုပ် so that's two part trend နေ join အဲ့လို content နှစ်မျိုး꿰တယ် engagement content နဲ့ lead generation content ပါညာပေါ့တဲ့မှာစီးပွားရေးပေါ့ကိုယ့်ရဲ့ video ကနေကိုကရောင်းချင်တာလားဒါမှမဟုတ်ကိုယ့်ရဲ့ video ကနေဒီ audience awareness user awareness လိုချင်တာလားအဲ့ဒါကိုသိဟိုအဲ့ဒါလည်း꿰သေးတယ်အဲ့လိုမျိုးလေးကွာ business သဘောတရားကွာ interview မှာကွာဖြေဆောင်လုပ်လို့ရသေးတယ်ပြောချင်တာဟုတ်တယ်အဲ့ဒါလည်းရှိသေးတယ်မြန်မာနိုင်ငံမှာကိုနဲ့အချို့တော်တော်များများတွေ့ရကွာတခါလေးလို့ကွာ तू လောက်ထားဟာဆိုရင်အဲ့လိုပြောအဲ့ဒီကြီးဆောင်းကောင်းနေကွာတော့ share လောက်ထားဒါပေမဲ့သူ့ရဲ့ page ကကျောင်း page တို့ပါဖြစ်နေကွာအဲ့ဒါသိရအဲ့ဒါငါပြောချင်တယ်သိလားအဲ့ဒါကြီးကလွဲနေတာအဲ့ဒါကြီးလွဲနေတာမကောင်းဘူးကွာကောင်းတယ် editing တွေကကောင်းတယ်ဒါပေမဲ့အကြောင်းနဲ့ဆိုင်တာလုံးဝမဆိုင်အဲ့ဒါက branding ကိုမကင်နိုင်တော့ဖြစ်သွားပြီသူတို့လိုနေတာ branding ဘိုင်းဆိုင်တာကွာကျောင်းတို့ဆေးရုံတို့ဆေးဆိုင်တို့သိမလားအဲ့လိုမျိုးတွေက branding ကောင်းကောင်းလိုတယ်ဘာလို့ဆို user တွေရဲ့ trust ကိုယူရမယ့်နေရာတွေကွာအဲ့ဒါဟိုမှာသူတို့ကလူမခံထားတာငါသိတယ်ငါအဲ့အကြောင်းသိတယ်နှစ်ကြောင်းသုံးကြောင်းရှိရနော်ဒါကြီးတက်တော့နှစ်ကြောင်းသုံးကြောင်းရှိရကျောင်းသားကြီးစာကြည့်နေရအောင်အောက်ကနေကတော့ transition ကိုဘာလို့အဲ့ဒါကိုလေအဲ့ဒါသူတို့သိတယ်
သူတို့ comment တွေတဲ့ဘာတွေတွားကြည့်လိုက်လို့ရှိရင်လေကျောင်းကိုကြည့်ကြည့်နေရမရှိဘူး editor ကိုကြည့်ကြည့်နေဟုတ်တယ်တိလားတကယ်ကျောင်းမှာခန့်ထားတဲ့ video ဆိုဒီမှာဘာကျောင်းကနေဘာပြန်ရတင်လဲဆိုလို့ရှိရင် lease ဒါမှမဟုတ် engagement ကျောင်းကနာမည်ပို့ကြော်တာလိုချင်တာလားဒါမှမဟုတ်ကျောင်းကနေဒီ lease တွေလို့ lease ဆိုတာကွာ inquiry တွေကွာ customer တွေကျောင်းသားအသစ်တွေလိုချင်တာအဲ့လိုမျိုးရတင်တယ်ကွာသူတို့လို editor တော့ဆောင်းနာမည်ကြီးတော့ကျောင်းတော့နာမည်ကြီး editor တော့သူနဲ့တခြား client တွေတော့ရသွားမှာအဲ့တော့ရသွားမှာတေးချာအဲ့ editor တော့ရမပြရမျိုးတိတ်တယ်အဲ့ဒါမျိုး topic အဲ့ဒါကြီးလွှဲတယ်လွယ်ရှိအာတိရလားဒါပေမဲ့တကယ်အဲ့တခုလည်းမဟုတ်ပါဘူးအခြားအများကြီးပဲရှင်းပြောရင်အဲ့လိုကွာပြီးတော့ကားရွှေတိုင်းတို့ကားတို့ပါလို့အဲ့လိုမျိုးဟာရေးအဲ့ဒါမင်းဖုန်းဆိုင်မှာကားနေရတယ်မဟုတ်သေးပါဘူးကွာအဲ့ဒါလေသူတို့ကအဲ့ trans တော့ကို line အဲ့သူတို့ရဲ့ဒီ company ရဲ့ branding နဲ့အဲ့လိုမျိုးလွှဲသွားကုမ္ပဏီကဘာလို့လိုချင်နေမှမသိတော့မဟုတ်ဘူးကုမ္ပဏီကလိုချင်တာသိရ I think ဟိုဟာထင်တယ်ကုမ္ပဏီကသူ့ရဲ့ audience ကယောက်ျားလေးဆိုယောက်ျားလေးကို attract လုပ်ဖို့က main ကလေးဆို main ကလေးကိုတည်ရမှာကခိုင်းတာဘာညာအဲ့လိုမျိုးထင်တယ်ဆိုတော့တခုရှိတာကလည်း market ကြီး create လုပ်တဲ့အခါမှာလည်း business owner တွေကလွဲနေတယ်ဟုတ်တယ် business ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးလုပ်ပြီးယူမယ်ဆိုတော့ကိုကအခြားထည့်တင်တယ်ကွာဂျားမှာညှက်ပြီးတော့ထည့်တင်တယ်ကွာကိုကတကယ်ဒီရောင်းမဲ့ဟာအတွက်အဓိကထားပြီးတော့ဟာလိုက်တယ်ညှက်ထည့်ပေါ့ maybe အဲ့ဒါ short term ဖြစ်ဟိုအလုပ်ဖြစ်ကောင်ဖြစ်နိုင်တယ်ကဟိုင်းလိုက်အလုပ်ဖြစ်ကောင်ဖြစ်နိုင်တယ်ဒါပေမဲ့ long term မေ့သွားရော long term ကိုတောင်းဖို့အတွက်ကြတော့အဲ့ဒါကြီးအလုံးမဖြစ်တော့အခုဆိုဖုန်းဆိုင်ကိုတတိယလားငါတို့ကအကောက်တတိယလားဒါပေမဲ့ဒီ model ကိုတတိဒီ talent ဒီ model ကိုတတိယလားတတိယမို့မှတ်မိတာလားတတိယဖုန်းရောင်းတယ်ကွာ oh hit ပြီးရောင်းဒါလက်ခံနိုင်သေးတယ်ဒါ customer အသိရှာတဲ့ content ဒါလက်ခံနိုင်သေးတယ်ဒါပေမဲ့ lemonade ဆိုတည်ရ lemonade ဆိုဘာရောင်းတာ accessory ရောင်းတာဟိုလက်စွပ်လေးတွေနကက်ကလေးဒါကိုကြီးဒါသူ I think ဒါသူ content create လုပ်တဲ့အချိန်မှာမှန်သွားပြီလို့ထင်တယ်ဆိုတော့ lemonade လို့စဉ်းစားလိုက်တယ်သူ့ video ရုံမျိုးလုံးထဲမှာပြေးမြင်သွားတယ်သူဘာရောင်းနေလဲဆိုတော့ပြေးမြင်သွားတယ်အဲ့ဒါ branding အဲ့ခါကျရင်သူ့စီကိုသွားပြီးတော့ငါဒါလေးဝယ်လို့ရတယ်ဒါသူပေးခြင်းတဲ့ message ကမှန်တယ်ကမနေဘူးနော်အေးဟုတ်တယ်ကမနေဘူးနော်အော်နောက်တစ်ခုက shine လေးလည်းပါတယ် shine လေးတို့ဘာလို့လဲမှန်တယ် I think shine လေးတို့ပုံစံလည်းမှန်တယ်လို့ထင်တယ်ပေါ့နော် shine လေးတို့မေတို့လေသူတို့ကကျတော့ blind box တွေရောင်းတာသိတယ်သူတို့ဟာကြီးလည်းမှန်တယ်လို့ထင်တယ်ဘယ်ဘုံလေဘာလို့မှန်တာအဲ့ဒါဘာလို့မှန်လဲဆိုတော့သူတို့ content create လုပ်တဲ့ပုံစံလေးတွေကမှန်တယ်ဥပမာထားပါတော့ shine လေးကသူက live stream နဲ့ဟိုလုပ်တယ်ပေါ့ဘယ်လိုခေါ်မလဲသူ့ရဲ့ style ကိုဘယ်လိုခေါ်မလဲသူကartist တွေခေါ်ပြီးတော့ blind box တွေဖောက်ခိုင်းတာတော့ပါတော့သူဆိုရင်အလုံးကကွက်တီပဲပါသူဖောက်ခိုင်းပြတော့အကုန်လုံးကသူစီမှာ blind box တွေလာဝေးတာပြီးရင်သူကပွဲစည်းကိုသွားပြီးတော့သူကိုယ်တိုင်လည်းတခြားဆိုင်မှာသွားဝယ်ပြီးတော့ blind box တွေ live ဖောက်တာဒါမဲ့သူစီမှာလည်းတချို့ဟို trend join တဲ့ content လေးရှိရသိရမလားဟိုပါလဲကျော်ဟင်းရဲ့အတန်ကြီးနဲ့လေဒီ bike ကြီးကဘာလားသိရမလားဒီ bike ကဘာတော့ဘာညာအဲ့လိုမျိုး trend join တာရှိတယ် trend join တာ join လို့ရတယ်တပုံးတစ်ပုတ်ပေါ့တော်ပြီတပုံးတစ်ပုတ်ဆို join လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဟာကြီးနဲ့တော့မတွေ့ပြီးသွားနေကွာအဲ့ဒါဟုတ်တယ် join တာ join ရပါဘူးဆိုအဲ့ join တဲ့ဟာ viral ဖြစ်ဖို့ဟိုသိရမလား chance အများဆုံးပဲကွာတကယ်တော့ trend ဖြစ်နေတဲ့အချိန်ကာလမှာဆိုရင်ဒါပေမဲ့အများကြီးတော့မလုပ်နိုင်ဘူး trend တိုင်းကို join လို့မရဘူးကိုယ့်ရဲ့ branding ကိုလည်းပြန်ပြီးတော့ကြည့်ရသေးတယ် trend join မယ်ဆိုတော့ join လို့ရမယ်ဟို idea တွေ content တွေမှာအများကြီးပဲဒါပေမဲ့ကို branding ကိုပြန်စဉ်းစားရတယ်ငါဒီ branding ငါ company ရဲ့ branding နဲ့ထားနေကြိုက်လားငါဒီမှာငါ company တော့သုံးလို့ရလားအဲ့လိုမျိုးစဉ်းစားတာဒါပဲကိုကအကတင်တန်းဆိုရင်တော့ထားပါတော့ဒါကပါဟုတ်တယ်အဲ့ဒါကြီးတော်တော်အသေးရဖို့ကောင်းတာဖုန်းဆိုင်ကြီးမှာထိုင်ကနေရဖုန်းဆိုင်တို့ရွှေတိုင်းနေရရှိသေးရွှေသူတို့ကရွှေရောင်းတာကောင်းမှာမပတ်ဘူးလေသူတို့ကရွှေရောင်းတာနေရတော့လေဘာလို့ချရွှေတိုင်းကပြနေတော့ဒါပေမဲ့ comment မှာအဲ့ဖတ်ဘူးလေအဲ့မြင်ဘူးသူတို့ကလည်းကနေတာလေသူတို့ကဘာရောင်းတာတော့နဲ့ဒါပေမဲ့အဲ့ရွှေတိုင်းနာမည်မှတ်မိလားဆိုတော့မှတ်မိကျုပ်မှတ်မိကျုပ်ကကြည့်တာများလို့စောင့်မြင်ကဲလို့တော့များလို့လားမသိဘူးအဲ့လိုတော့မှတ်မိပါပေါ့သိရဒါပေမဲ့အဲ့ရွှေတိုင်းထဲမှာဆိုဝိတ်စိန်ဟိုဟာဆိုရင်တော့ကောင်းတယ်ဝိတ်စိန်သူ branding လောက်သွားတဲ့ပုံက
သူပထမဆုံးပင်ပို့ထားတဲ့ပုံနဲ့အရင်တော့တစ်ခါကြည့်ရတာသူ founder ပန်ရှင်ကို main ထားပြီးတော့ founder branding နဲ့ဖောက်ထားအောင်အဲ့ဒါဆိုလုံးဝ medium ကိုချီးညာကွာအကုန်လုံးဒီဖိုးယူတည့်ကွာဒီဖိုးယူဥတီထားပြီးဒီဖိုးယူရဲ့ storytelling လုပ်နေတဲ့ပုံနဲ့ဖောက်ထားအောင်လုံးဝတော့ branding ကိုတခြားစောက်ထားကွာအဲ့ဒါကြီးပြီးတော့သူဝိတ်စိန်နဲ့အခွဲလာမသိဘူးဘယ်လိုသူမျိုးတွေကတယောက်ဆိုလဲသူလုံးဝသူကတော့ value ပေးရပါအဲ့လိုရွှေဈေးအကြောင်းပြောတယ်ရွှေအကြောင်းပြောအဲ့လိုပြောပြီးတိုက်ဖောက်တယ်အဲ့လိုမျိုးလုံးဝကနာမရှိကွာအဲ့လိုသူကလုံးဝကွက်တိရွှေရိုင်းထဲမှာကွက်တိဖြစ်တယ်လို့ထင်တယ်ကွာလုံးဝ target audience နဲ့သူလုပ်နေတဲ့ content တွေက သူပေးနေတဲ့ message နဲ့ကွက်တိဖြစ်တယ်လို့ခြားဒီနောက်ဟိုဟာရ brother တို့အနေနဲ့လည်း content creator လုပ်တော့မယ်ဆိုရင် client ရပြီဆိုရင်တော့ကခိုင်းတာထက်စားလို့ရှိရင် brother ရဲ့ client ကိုဘယ်လို valuable content တွေလုပ်နိုင်မလဲဆိုတာကိုစဉ်းစားဖို့လည်းလိုအပ်တယ် မြတ်အောင်လုပ်ပေါ့တည်ရမှာ ဘာလို့ဆိုမြန်မာနိုင်ငံမှာအဲ့လို content creator တွေများလာတဲ့အခါမှာကြည့်ရတဲ့တိုက်စင်ပြီးတော့ မြတ်အောင်လုပ်ကားဟိုင်းလို့မရကားဟိုင်းလို့ရတယ်ဒါပေမဲ့တော်ပြီပေါ့တော့အပုတ်တိုင်းတော့မကားဟိုင်းနဲ့ ကာခိုင်းပြီးရဲ့နောက်မှာလေကွာလုံးဝကိုပေးခြင်းတဲ့ message video ကတန်းပြီးတော့ like တင်တယ်ဒီက တပုတ်ကားဟိုင်းလိုက်ပြောချင်တာတပုတ်ကားဟိုင်းလိုက်တပုတ်ကနေ engagement ရသွားမယ် တော် profile နဲ့ဝင်လာမယ် တော်ပြီဟုတ်တယ်မလားတခြားဟာလေးထည့်ပေါ့ဟုတ်တယ်မလားအပုတ်တိုင်းတော့မကား ဟိုဒီမှာကဖို့တက်လူခေါ်ထားပြီးတော့အဲ့လိုထိုင်ကာခိုင်းနေရ ပြီးတော့ဟိုအေးကားဖို့တက်ခေါ်တာလည်းရှိတယ်နော်မင်းကားဖို့တက်ခေါ်တယ်ပို့ဟိုဟာလည်းရှိတယ်အလုပ်ခေါ်တာလည်းရှိသေးတာ ဟုတ်တော့ ကဖို့တက် အဲ့ပြီးတော့ဟိုကြောင်းအဲ့ editor ကိုလောက်ထုံနော်ဟုတ်တော့ editor ရဆင်းပြီး အဲ့ဒါတော့ပတ်စံနေထဲတာ client အနေနဲ့ ငါသားငါပြောပြမယ်ငါသားအဲ့အကြောင်းရဲ့ editor ဆိုလို့ရှိရင်နော်ငါ testimonial ရှေ့လုံးမယ်ကွာအကြောင်းသားမိဘတွေဘာတွေသိမလားဗီဒီယိုလေးပါလေးကွာလုံးမယ်ဒီကလေးတွေရဲ့ feedback တွေကွာ honest ကလေးတွေဆိုတော့ honest review ပဲပေးမှာဟုတ်တယ်မလားတို့ရဲ့ဟာတွေလုံးမယ်အများကြီးလုံးလို့ရတယ်အကြောင်းမှဆိုမင်းလုံးစရာ content တွေမှာအများကြီးပဲအဲ့လိုကြီးလုံးလို့ရတယ်ဘာလုံးတော့အဲ့ဒီလက်ရှိတွေကွာဒုံဟိုအဲ့နဲ့ဖုန်းတင်နေလောက်တာလေဘန့်တော့ကာလို့ဘာကြီးတော့ ဆောင်းဝိုင်းဖြေပြီးထွက်လာတာ ထွန်းအဲ့ဒါကြီးထုံတော့အဲ့ဒီတာထုံ ဆရာငားကျင်လို့ပါတယ်ဘာလို့ ဟုတ်ကျွန်တော်လာမငားပါကျွန်တော်လည်းမလုပ်ပေးနိုင်ပါဘူးနော်ဝေးပါလေပြောချင်တာမဟုတ်လေပြောင်းခိုင်းသူဒီမှာတင်တန်းလာတက်လို့တင်တန်းမဖွင့်ဘူးဒါပေမဲ့ဟုတ်ပါဘူးစတာမထုတ်ပါနဲ့ကောင်းပါနဲ့ဆက်လုပ်ပါပြောင်းလဲကြည့်ရမြဲတာ အဲ့လိုဟာလေးလေတပုတ်နှစ်ပုတ်တော့ထည့်ပေါ့အဲ့လိုလေးပါ အကြံပြူတာပါဒါအကြံပြူတာထောက်ပြ က ဟုတ်တယ်လေဒါထောက်ပြတာ အကြောင်းမှာတက်ဖို့ဆိုတာအကြောင်းသားတွေထက်မိဘတွေကို target ထားပြီးတော့ တော့တယ်ဘယ်အကြောင်းသားမိဘမှာဟာမင်းအတက်ကြီးကမိုက်တယ်တော့ငါလာထားမယ်ဆိုပြောချင်တာ အကြောင်းသားဒီအကြောင်းတက်ချင်တယ်မိဘထားကြအောင်ပါလေ မဟုတ်အဲ့ဒီတော့မုန်းလို့ပြောမှာဒါဥမာထားပြီးပြောတာပါ အဲ့ဒါတော့ လွယ်နေရလေးကို ကိုကင်မဲ့ဟို business အတွက် သူများစီဝါရေးတုံးနေထိုးတယ် ဟိုသူများစီပွားအတုံးနဲ့ထိုးရတယ်မဟုတ်ဒါဥမာထားပြီးပြောတာကိုကင်မဲ့ business အတွက် like တင်စီလျော်မဲ့ content မျိုးရှိတယ် branding နဲ့အညီအဲ့ဒါကိုပြောချင်တာမင်းကတော့ဒီပေါက်သွားပေါ့အဲ့ဒါတော့ဒီပေါက်သွားဒါပေမဲ့ပြောချင်တာအဲ့ဒါပါအဲ့လိုမျိုးပြင်ဆင်ပြီးမှလာဘလို့ပြောတာလွယ်ပါတယ်ဒါကဘာခက်ပါဘူးတာမန်လူတယောက်တော့စဉ်းစားနိုင်ပါတယ် ဒီဘိုင်းမှာ influencer တွေက union တို့ Erica တို့ကနေထွက်ကြပါ ဒီကနေရာတော့မဟုတ်ပါဘူးနေရာတော့မဟုတ် တားကလေးပြောင်းပုံပါဒီဟာ တားကလေးပြောင်း ပါနဲ့ရင်ပြင်းစရာကြီးဖြစ်လာပြီ တားကလေးပြောင်း logo လေးဖြောက်ပေါ့တားကလေးပြောင်း logo လေးဖြောက်နော် business owner တွေကလည်းနရီတည်မလားနရီချဲ့ပါအောင် ချက်ပြီးတော့ဆောင်းလဲကစီနဲ့ မနေပါနဲ့ဖားကြပါ လူ နော် ပဲကြည့်ပြီးကစီမနေပါနဲ့ ဖောက်ဆန်းမှာ branding ရှိနော် logo တွေကဟုတ်မှာလောင်တုံဆန်းမှာအလုံးမ ဟုတ်တယ်ဒီကဥမာပါဟိုမှာကိုယ်စီမှာလည်းအဆင်ပြေနေတယ်လူအများကြီးကွာဒီမှာလာပြီးတော့ မရှိတဲ့လူဒါကတထားနေပါတော့ဈေးကကြီးနေပါပဲနောက်တစ်ခုကမြန်မာဆိုင်တွေကအော်နည်းနည်းကြားပြက်လေးပလိမ့်လိုက်ပါမြန်မာဆိုင်တွေက percentage counter ဘာလုပ်တာတော့ကတ်နေပေးတာ percentage counter ဟုတ်တာတော့
အားလုံးခွင့်ပါ ဆိုင်ကြီးဖွင့်ပြီးတော့ကွာ တရက်နဲ့ကန်နေပေးတော့မပကောက်ဘူးမင်းဆိုင်အများကြီးပဲ အေးလို့ငါလက်ဖေးဖွင့်ပြီးပါတယ်နော်တရက်တန်လေးကငါ သူတော့ကောက်ပြီးဘာလို့ကြတာတော့ ဟိုကြောက် အဲ့မြန်မာတိုင်းနေသူပြောနေတာ influencer marketing ဆိုတာရှိပါတယ်ဟုတ်တယ်မလား အေးဟုတ်တယ် influencer လူဒီများတဲ့ influencer တွေကိုခေါ်ပြီးကြီးညာခိုင်းရမယ်ဆိုတာနားလေတယ် ဥမာချိုးစင်တက်တော့ ကို branding ကိုထိခိုက်မဲ့ influencer တွေကိုတော့မခေါ်နဲ့ပေါ့ကွာပြောချင်တာ logo တောင်မပြောတတ်ရင်တော့မဟုတ်တော့ဘူး logo မပြောတတ်တဲ့ influencer ကိုတော့ဒါမခေါ်တင်ဘူးဟုတ်တယ်နော်ပြောချင်တာဟုတ်တယ် ဒေးရပဲတော့ မဟုတ်လေပြောတာမင်းရဲ့ influencer က CapCut နဲ့ပဲ edit ဘာကြီးနဲ့ပဲ edit ဒါမပလိန်လို့ဟုတ်တယ်မလား content creator ဆိုတာမင်းကမင်းဘလို့နေနေကွာဒါပေမဲ့လေ logo ကြီးမပြောက်တတ်တဲ့ influencer ကိုတော့မခေါ်နဲ့ပေါ့ branding ထိတယ်ပြောချင်တာ influencer marketing ဆိုတာအသေးချာလုံးရင်ထိရောက်တယ်နော် အေး နိုင်ငံဆိုတခြား ဟာ influencer ခေါ်လိုက် sorry Philippine influencer Filipino influencer ခေါ်လိုက် Philippine market ထဲကိုဖောက်လို့ရတယ်အဲ့မှာဒီ influencer ခေါ်နည်းနည်းတော့ရင်းပေါ့ကွာပတ်စံနေတော့ရင်းပေါ့မပြန်ရမယ့်ဟာကိုကြည့် ရင်းပဲလေ ငါတို့အခုလုပ်နေတဲ့ company ဆိုလို့ရှိရင် marketing ဆိုပတ်စံ300ရတယ် social media ads အတွက်ကြီးပဲဟိုတစ်လောက်ဟိုဒရမ်9000နေသိန်းချာသုံးတယ်ဟုတ်တယ်နော်ဒါ social media ads အတွက်ပဲနော် SEO မပါသေးဘူး ကြော်ညာဖကြီးပဲ အေး အဲ့တော့မှလုံးမခန့်လာဟိုအကောက်မပါသေး မ ဘူး ပါသေးဘူး ဒါပေမဲ့တို့ပြန်ရတာတစ်လောက်ဟို7 to 8 million လို့ရတယ် အဲ့ဒါဟုတ်ရ ပြဘာလို့အဲ့လိုမြန်မာနိုင်ငံမှာနေနေတဲ့သူတွေအောင်ဖောက်နေရကွာဒီကလူတွေ အဲ့လိုမင်းတော့မဖောက်နိုင်ဘူးနော် အေး ဒီမှာ influencer တွေခေါ်လိုက်တော့ရက် သုံးမဲ့ပတ်စံသုံးမဲ့သူဆိုတာလည်းအများကြီးပဲကွာမြန်မာထက်တောင်ပိုများတယ်ပတ်စံသုံးမဲ့လူဆို ဒီမှာရောက်တဲ့ influencer content creator content တွေငါကြိုက်တာဆိုချိုးစင်တက်ရှိမယ်ပြီးနန်းလား real estate ထိုင်ပြီး ဟုတ်တော့ yes ဟုတ်တယ်ဟုတ်တယ်နော် ထိုင်ပြီးပြောတယ် ဟုတ်တယ်နော်ဟုတ်တယ်နော် quality ရ share ကြီးနော် ဟုတ် ဟုတ်တယ်နန်း real estate ဟုတ်တယ် အဲ့ဒါလေးကြိုက်တယ် နော်ထိုက်ပြီးတော့လည်းကောင်းတယ် မိုက်တယ် ဒီလို travel ဟိုဟာ travel ဟိုဟာလည်းအများကြီးပါတယ်ဒီမှာ စွမ်းဆိုလည်းကောင်းတယ်ဟောစွမ်းထိုင်လန်ဖွေရိုလေးတော့ကြည့်ဦးရ အဲ စွမ်းထိုင်လန်မှာလည်းရှိရတယ် ရှိရယူကြီးမှလည်းရှိရတယ် အဲ့ရဖွေရိုလေးတော့မဆောက်မိုက်တယ် ဒီမှာ travel agency တွေအများကြီးပဲဟိုအဲ့လိုဖောက်တင် ဒီကတော့မြန်မာ ဖောက်ပါတယ် TikTok မှာ all in one package နဲ့ခေါ်နေပါတယ်လောက်ပါခေါ်အဲ့ဒါရုံကြီးမလားနဲ့နော်အဲ့ဒါပြီးရင်စက်ရုံမှာရှောက်သွင်းပေးတာရှောက်မလုံးနဲ့အဲ့ဒါနဲ့မလားနဲ့နော်ပြောပြတာဒီမှာလာပြီးရှာကော့ကိုရှာနော် အဲရှားလို့ရပါတယ်ခါကျအင်္ဂလိပ်စာတော့မပြောတယ်လိပ်ပတ်လိုက်အောင်မပြောတတ်ပဲနဲ့ကိုရီထက်လာတာများနေအောင်နေမှတပုံကြီး အများကြီးပဲ မားလေးတွေပြောရင်နဲလေနဲတယ်များရင်ကြလဲလုံးဝပြီးစီ စဉ်းစားလို့တော့မရဘူး အဲ့လိုပြောအဲ့လိုမျိုးရှိသွားတယ်လေအများ အ ကြီး များကြီးပဲဒါပေမဲ့နီးမှန်လမ်းမှန်နေတော့စူးစမ်းဖို့နော်ဟိုပြောပြတဲ့ agency တွေတော့ all level package နဲ့ကျင်းတော့မတည့်နိုင်ပါဘူးကွာ ရွေးမှာ all in one package မရှိဘူးနော်ကြိုပြောပြနော် ဟုတ်တယ် လာမယ် အကုန်လုံးကကို F4 နဲ့ကိုပဲ ဂျပန်တို့ဘာတို့ကထားတော့ဒါရှိကောင်းရှိနိုင်နေ ရှိ မယ် နိုင်တယ်တီဦးအဲ့ဒါလဲ အဲ့ဒါလည်း အ တိတ်တော့ မကန် မ ဘူး သိလိုက်ဘူးဒါပေမဲ့ UAE မှာတော့ all in one package မရှိဘူးရှိရဆိုတော့ခင်ဗျားကိုတန်ရှင်းရေးတော့အမြင့်ဆုံးလောက်ရရင် waiter waitress အဲ့လောက်ထည့်ပေးလိုက်မယ်လာက1000ကျော်လောက်နဲ့ထည့်ပေးလိုက်မယ်အဲ့လိုမျိုးမလုပ်နဲ့ကျွန်တော်အတိအကျုံပွေဟိုဘက်လူသူမရှိတဲ့စက်ရုံတွေနဲ့ပို့တာတော့ဘာလို့ရှိသေးတယ် ခေကိုကလာနေဆိုရင်လည်းအရင်ဆုံးလေ့လာပြီးတော့ လေ့လာပါ group တွေအများကြီးရှိတယ်လိုက်မေးကွာနော် ဒီတိုင်းသူများစားပဲ plane app ပြရဆက်ကွာကိုလေ့လာပြီးတော့ကိုလိုချင်တဲ့လုပ်ကို6ပြီးလုပ်လို့ရပါပဲ ဒီတချို့ agent fee 1000ဆိုပြီးတောင်းသေးတယ်ပြန်အလုပ်မရရင်ပြန်ပေးပါမယ်ဆိုပြီးတော့အလုပ်လည်းမရအောင်မဟုတ်နောက်အလုပ်6ရှာပေးမယ်ဆိုပြီးတော့ကိုယ်ပဆိုင်ခိုင်းတာအကောင်းနေလည်း ဒါ ရှိတယ် လည်းပြောပြနေတယ်ကွာလုံးဝမတိရသူဆိုလုံးဝမတိကြဘူး မတိကြဘူးမတိတဲ့သူတွေပဲသူတို့က target ထားတာပဲလေကွာ ထည့်နေတယ်ဒီအချင်းချင်းတော့တိကြရောတားတားဆိုတာဒီကအပြင်ကလူတွေမတိကြဘူးတားရှိတယ်ဒီလိုဆိုတာ ဟိုတရားပြောတယ်တီလန်မတီလန်တီလန်မတီလန်မတီအောင်မတီအောင်ကိုရအဲ့လိုလုပ်ပြရမတီအောင်မတီအောင်ဆို ဒီအဲ့တော့ rap ရပါဒါတွေကဒီလောက်ပါပဲ ဒါကြတော့ပါပဲ အဲ့တော့မတက်တစ်ခေါက်တက်တစ်ခေါက်နဲ့ ရှောက်ပြောထားပါ ရှောက်ပြောထားတဲ့ဟာလေးဖြစ်တဲ့အတွက်အမှားပိုင်းလဲခွင့်လို့ ပလိန်ဆိုတာလည်းဒါ ကိုယ့်ကိုပျော်လို့ရှောက်ပြီးတော့ပလိန်ကြတာ ပြောလို့မဟုတ်ပါဘူးဒါတော့
မှန်တိုင်းပဲလိမ့်တော့ထောက်ပြဘောဝေဖန်ထောက်ပြဘောဝေဖန်ထောက်ပြရဲဆိုတာခေတ်ဆက်ဆက်မှာရှိတယ်မှာလေကျွန်တော်တို့ကခေတ်ဆက်ဆက်ဝေဖန်မထောက်ပြခဲ့သလိုလို့သာကျွန်တော်တို့တခြားနိုင်ငံမှာလှုပ်နေရတာပါဝေဖန်ထောက်ပြတဲ့သူကထောက်ပြရင်ပြင်တဲ့သူကပြင်မှာ logo တွေဖျောက်ကြပါအဲ့တော့ကိုရဲ့ content ကိုတဆင့်ထပ်ပြီးတော့ level up ဖြစ်ချင်တယ်ဆိုလို့ရှိရင် professional တွေနဲ့ consult လုပ်ပါတကယ်တည်တတ်တဲ့လူတွေနဲ့ consult လုပ်ပါ logo ဖျောက်တတ်တဲ့လူတွေနဲ့ consult လုပ်ပါမှန်ပါတယ်တောင်းနေမသိတဲ့နေအောင်လာမီးပါနော်အလကားကိုတင်ပေးမှာအလကားတင်ပေးပါတယ်နော်ဖြောင်းနီးပဲကပ် logo ဖြောင်းနီးပဲတင်ပေးမှာနော်ကြားမတင်ပေးကျွန်တော်တို့ကတင်တန်းမဖွင့်စားပါဘူး free တင်ပေးရ free တင်ပေးတာပါဒါစေတနာပါရိုးရ influencer တွေရောပါပဲချို့ပါတချို့က quality ရှိပါတယ်အဲ့တော့ရိုးဘာလာဖို့ဒီ career နဲ့လာခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ဒီ career ဘက်ကို change နေတဲ့သူ change တို့စိတ်ဝင်စားတဲ့သူတွေပဲဖြစ်ဖြစ်ဘာပြင်ဆင်သလဲဆို video editing ပြင်ဆင်ပါ storytelling ကိုလေ့လာပါ script writing ကိုလေ့လာပါအင်္ဂလိပ်စာကတော့အရေးကြီးပါတယ်ဒါပါပဲဒီလောက်ပါပဲ yes ဒီလောက်ပါပဲ that's the most important အဲ့တော့ branding ကိုလည်း branding အကြောင်းတွေကိုလည်းလေ့လာကြပါ yes content creator ရေလို့ video editor ရေလို့ဖြစ်လာရင် branding ကမရှိမဖြစ်နားလေကိုနားလေရမယ်ဟာပါဘာလို့ဆိုကိုယ့် video တစ်ပုတ်ကြောင့် company ရဲ့ brand image ထိခိုက်သွားနိုင်သလို potential customer တွေလည်းရနိုင်တယ်ရနိုင်တယ်လို့ပျက်စီးသွားနိုင်ပါလေအဲ့ဒါကြောင့်မို့လို့ branding ကိုလေ့လာကြပါဒါပါပဲကျေးဇူးအများကြီးတင်ပါတယ် share သွားလို့ရပါပြီဆဲသွားလို့ရတယောက်တစ်ခုဆဲသွားပြီ